okay ကိုလူကျွန်တော်ဒီမှာဂေါ်တွေပဲရှိတဲ့နေရာရောက်လာပြီ okay ဒီမှာကြောက်စာဦးတုတ်ပြီဗျာခိုးရပြီကြောက်စာဦးကျွန်တော်တုတ်လာပြီဗျာလစ်တုတ်လာပြီ okay ကဲဒီမှာကြောက်စာဦးရပြီကိုလူတွေရှိုးလိုက်အောင်နော်ရှယ်ဟယ်လိုကိုလူအောင်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Roblox တွေက Jump to Steve Brain ဆိုတဲ့ game လေးကိုဆက်ပြသွားမှာဖြစ်ပါတယ် video လေးမစခင်မှာလည်း channel လေးကို like and subscribe လုပ်သွားပြီးတောင်းဆိုချင်ပါတယ်ဗျ okay အရင်ဆုံးကျွန်တော်တို့စပြီးခိုးအောင်ပါတော့ဒီမှာ live လာပြီ let's go okay ကျွန်တော်ဒီမှာ live လာပြီးတော့ကျွန်တော်လစ်တုတ်လာခဲ့ပြီ okay ဒီမှာ go ကြီးกว่าရအောင်ရှေးရအောင် okay ကဲအဲ့နောက်တစ်ကောင်ထပ်ခိုးရမယ်နောက်တစ်ကောင်ထပ်ကြော်ရမယ်ဒီကောင်စီကဆမ်မီမတောင်ကြော်ရမယ် okay ငါဒီကဘာယူရင်ကောင်းလဲဆိုငါနည်းနည်းဈေးများရဟာဒီမှာဘာလဲဒီကကပူချီနာတုံးဝကျွန်တော်တုတ်ပြီနောက်လိုက်လာမယ် okay ရအောင်ကျွန်တော်ဒီမှာဘာလဲဒီကပူချီနာရပါပြီ okay ကဲဒီမှာ300ကျွန်တော်ဒီကောင်မှပြောတာ sorry okay ကျွန်တော်ဒီမှာ jam okay ဒီမှာကျွန်တော် jam ကိုရလိုက်ပြီဆိုရင်ကျွန်တော်ခုံတဲ့ဟာစောင်းရင်ဝေးနေမရအောင်ဟဲ့အမြင်းနဲ့မရအောင်နင်းလေးရဟာရအစမပြေဘူးနော်အဲ့လောက်ကြတာဟဲ့မ rainbow ဘာကြီးလေrainbow ဗျာ rainbow 350တောင် okay 350တောင်ထုတ်တယ် okay မိုက်တယ်ဘာပြမိုက်တယ် rainbow ကြီးဆိုရှယ်ကြီးအောင်ရှယ်ကြီး okay ကျွန်တော် rainbow ရလာပြီကိုလူကြီး A few moments later okay ကျွန်တော်ဒီမှာခုံတော့တော်တော်ကြီးမြင့်နေပြီဗျာတော်တော်ကြီးတော့မြင့်နေပြီလို့ခံစားမိတယ်ဗျာဟာတဲ့မလားမြင်လားမမြင်လားမသိဘူးမြင်တော့မြင့်နေဗျာတဲ့ရှယ်ကြီးဟောရုံမှာ ordinary လုံးကြီးလားငါတွေးလိုက်တယ်နော်ဘာယူဟောဒီမှာ rainbow ordinary လုံးကြီးပြို EPG တုတ်ပြီဗျာဒီကောင်းစီကအလစ်တုတ်သွားပြီပြေးပြီကဲကျွန်တော်ဒီမှာ rainbow ordinary လုံးကြီးရပါပြီကိုလူတွေ EPG နော်ရှယ်ကြီးထုတ်လိုက်ရအောင်1500ကျော်တော့ရှစ်ဟာ what the hell အများကြီးပဲ okay ကဲပတ်စံနေပါယူလိုက်မယ် okay ပြီးတော့ကျွန်တော်ဒီမှာ jump sorry ဒီမှာ jump မြင်ရပြောတာ sorry ငါစကားရအောင်လုံးနေရအောင်ဒုက္ခပဲ okay ကျွန်တော်ဒီမှာဟဲ့ငါတော်တော်မြင်သွားခုံလိုက်ရအောင်ဟော်နီးဖြစ်သွားပြီအောင်ရှိုးလန်ကိုလူတွေအားရဘာကြီးလေဘာကြီးကြောက်တာမဟုတ်ဘူးဟဲ့ဟိုမှာဘာကြီးလေအော်ကာလေး let's go ကိုလူအော်ကာလေးရပြီအိုး legendary ကိုလူတွေ legendary ပြိုအိုးရဘီနာမှာလေကြောက်စရာကြီးဘီနာမှာလည်းအများကြီးပဲ okay ကိုလူကြော်ဒီမှာအော်ကာလေးရပါပြီရှိုးလန်ကဲဟာငါမတော်ဆုံး reverse လုပ်လို့ရပြီ so ကျွန်တော် reverse လုပ်လိုက်ပြီ okay ဘာဖြစ်ငါနှစ်တိုင်းဖြစ်သွားတယ် what the hell ကိုလူဟာငါ brain ပဲဘယ်ရောက်ကုန်လဲဟာမင်းတို့ဟာကြီးအဲ့လောက်ကြီးပြောမကောင်းတော့ brain ဝယ်ပြောက်သွားတယ်အောင်ရေး reverse လုပ်လိုက်တယ် reverse ကမလုပ်ရတော့ဖြစ်နေ okay ကဲငါပြင်မရှာတဲ့ဟာလေးကွာပြောက်သွားပါပြီဟာ strawberry ပါကြီးလေဟာ strawberry လူငါဘာကြီးဒါ brain ကိုရေးငါမသိဘူးကြီးအာရလာဘာပြည့်ရ legendary ရပါပြီနော် legendary ရပါပြီ okay ကိုလိုကျွန်တော်ဒီမှာ legendary နောက်တစ်ကောင်ထပ်ရပြီနောက်တစ်ကောင်မအခုမှရတာ okay ကဲဒီမှာရုပ်ကြီးရတယ်ကွာရမချုံမချင်းကြီးနဲ့ okay ကဲကျွန်တော်ဒီမှာနောက်ထပ်ရရှေးကြီးနော်ရ67ကိုလို67 legendary နော်ရ4950တောင်ထုတ်တာ what the hell ကိုလိုရှိုးတာ4950တောင်ထုတ်တာနော်ကဲဒီမှာ67ရပါပြီ67ဟာဟိုကငါအိမ်ဘာလာလောက်တာအရာမင်းငါရဟာနေမင်းကိုလာချောင်းနေရတာဒုက္ခပဲမင်းငါ9000ခုမှ2ခုပဲရှိသေးရ okay ကဲကျွန်တော်ဒီမှာဘာလို့မရအောင် okay let's go ကဲငါရဟောနီနီဖြစ်နေပြီနော်ခုံနာကြီးတော်တော်မြင့်နေပြီဟာရ Rhino let's go ကိုလူ Rhino ဟာရအောက်မှာလဲရောင်ရေးအန်နေလမ်းအစင်းမှာအန်နေအများကြီးပဲအန်နေအများကြီးငါတေးတော့မယ်အာငါတေးသွားတယ်ဘလို့တေးသွားတယ်မရအောင်ဝေးလေရအဲ့ကောင်နဲ့ငါနေမဖြစ်တင်တာကွာဟာဘာဖြစ်သွားလဲကောင်းကင်တွေမှာရောင်နေပြောင်းကုန်ပြီကိုလူကြီးလောက်ကြပါအောင်ကောင်းကင်တွေမှာရောင်နေပြောင်းကုန်ပြီ okay ကဲငါထပ်ပြီးတော့ခိုးရမယ်ဟာကြောရစောင့်နေဟာထရာလားဟာဟမ်ဘယ်ရောက်ရောထရာလားကဲဒီမှာ try ပေါ်မှာရှိမတ်တစ်ကြီး9000ထုတ်တာဟေးအောင်ရေးမတ်တစ်ကြီး let's go မတ်တစ်ကြီးရောက်ပါပြီဒီကောင်ကငါမသိအောင်လုံးမရမယ် okay ကဲကိုလိုကျွန်တော်အိမ်တော့ကျွန်တော်တို့အန်ရီကိနဲ့ရောက်ရှိလာကျွန်တော် try လာ9500ထုတ်ရဟာကြီးကျွန်တော်ရရှိသွားတယ်ဗောနော် okay ကဲအဲ့ဒါဆိုထပ်ပြီးတော့ခိုးရမယ်ဟာ Rhino Galaxy ကိုလိုရေးရှိုးလာအယောင်ရဂျိုးစင်ရေးအောင်ရေးရှိုးလာအယောင်ရဂျိုးစင်ကဲ let's go
ဟာရောင်ကြီးရောင်ရင် juicy ရောင်ကြီးရှိုးလိုက်အောင်နော်ရောင်ထုတ်လာတဲ့ share ပတ်စံတွေအများကြီးထုတ်လာရောင်ကြီးကဲအဲ့ဒါဆိုငါပတ်စံနေမှယူပြီးငါနည်းနည်းဂျမ်ခုံတဲ့ဟာကိုငါနည်းနည်းမြင့်ရပါဆိုငါခွန်နေနေနေသေးတဲ့မှာโอเคနောက်တစ်ခုကတော့တန်းနေချီပေးရစံမြူးကွာရောင်ပတ်စံက share ရှာတော့မယ်ရောင်ကြီးကဲအကောင်က brain ကိုကျွန်တော်ရအော် try diamond ကိုလူ diamond trolley ရှိုးလိုက်အောင်ရောင်ကြီးအဖြူရောင်ကြီးတောက်ပနေရောင်ကြီးကိုလူတွေရရှိပါဗျာကဲအနေကိကိနဲ့ပဲတဖန်ပြန်လဲပြီးတော့ရောက်ရှိလာတယ်ဗောနော်ကျွန်တော်အိမ်လေးကိုဗောကျွန်တော်ရဲ့ home လေးကိုကျွန်တော်ရောက်ရှိလာနှစ်ထပ် home လေးဗောနော်ကျွန်တော် rebat တစ်ခါလောက်ထားနှစ်ထပ်ဖြစ်သွားတယ်ဗောဗျာတဲ့မလား okay ကဲကျွန်တော် trolley နှစ်ကောင် diamond ရဲ့ taman normal trolley ကဲ okay အဲ့ဒါဆိုကိုလို့ကျွန်တော်တို့ဒီမှာ rebat လုပ်ဖို့ကနောက်ထပ် TV brain ရောလို့ကြီး TV brain ရောကိုကိုနံပါတ်ပါဖြတ်ပေးတယ်ရှုပ်လို့ဟာရဘုံဘီနီကူစီနီsecret ကြီး what the hell ငါကမှတွေ့ဘုံနီကူစီနီရ secret ကြီးရတန်းနောက်လို့မရအောင်နော်တန်းနောက်လို့မရဘူး okay ကိုလို့ဒီမှာဘုံနီနော်ဘုံဘီနီကူစီနီ okay ငါအဲ့ဒါကိုစကားလုံးနေဟဲ့အောင်ရေးကဲကျွန်တော်ဒီမှာ TV ကောင်လေးရတာလေ okay အဲ့ဒါဆိုရင်ကျွန်တော်တို့rebat လုပ်ဖို့တော့ rebat လုပ်လိုက်ရင်တော့နည်းနည်းတော့တိုင်တော့ပောက်အောင်ပါဗျာတဲ့မလား so rebat မလုပ်တော့ဘူးကျွန်တော်ခိုးစရာရှိတာခိုးပြီးတော့အလက်တော့ဗျာဒီကောင်ကြီးအကိုကြီးကျွန်တော်ရောက်ရှိလာပြီဗောနော်ကျွန်တော်ကိုကြီးရောက်ရှိလာပြီဆိုရင်ဖြစ်ကျွန်တော်တို့အပေါ်ကဟာတွေကိုထပ်ပြီးဟာရပါကြီးလေချီကပါငါမတီးဘူးကွာတုံးမယ်ကွာလက်တုံးမယ်ကွာမတီးဘူးကွာခိုးမယ်ကွာတော့မယ်ကိုလူ let's go ငါခုံလိုက်ရဟော့နီးတော့ကိုလူရှိုးလိုက်အမြင်ဟော့တက်မလားဟော့ခုံနေသလိုဖြစ်နေရချိုးလိုက်စပိန်နဲ့အချိုချင်းရောင်းတဲ့ကောင်လားမသိဘူးစပိန်နဲ့ချိုချင်းရောင်းတဲ့ကောင်လားမသိဘူး okay ကဲအဲ့ဒါဆိုဒီမှာပဲထားလိုက်မယ်ငါအိမ်မားနေတာဒုက္ခပဲရောင်အိမ်မားပြီးဝင်နေတာလို့လောက်ကြပါအောင်အိမ်မားပြီးဝင်နေကဲဒီကောင်ကတော့အကောင်းလားဆိုတော့အပေါ်တော့မှထားလိုက်တယ်ကောင်ခေါ်တယ်မလားခေါ်ဟာရဘာဖြစ်လဲအင်ကြီးပဲတော်သေးတာပေါ့ကွာရောင်ငါကောင်ခိုးလာအင်ကြီးပဲပါလာတယ်ထင်တယ်ရောင် okay ကဲအဲ့ဒါကျွန်တော်ထပ်ပြီးတော့ချားမှာတော့ကျွန်တော် secret တွေကတော့ဟာရဒါဘယ်နေရစစင်ကြီးပဲသေပြီဟာရဘလို့ရောက်လာတော့စင်ကြီးokay ကဲကိုလူတွေထားလိုက်ကွာစင်းကြီးကတော့ခေါင်းထဲကထုတ်လိုက်တော့စင်းကြီး okay အရင်တော့ကျွန်တော်လုံးစရာရှိတာလုံးရမှာပဲကဲထပ်ခိုးရမယ်ကွာအေးအောင်ကြီးစင်းကြီးဟေးအောင်ကြီးအပေါ်ဆုံးမှာစင်းကြီးပဲရှိတာကိုလူတက်မကျွန်တော်ဒီတော့မြင့်နေအောင်ထပ်တက်ကြည့်မယ်ဗျာ let's go ကဲစင်းကြီးနဲ့ဝေးရစင်းအေးကန်ကောင်းလေအေးအောင်ကြီးကဲဒီပေါ်ရောက်သွားဘာဖြစ်သွားလဲအေးအိမ်မရောက်အေးအောင်ငါအိမ်ပြန်ရောက်သွားတယ်ဟာရအဲ့နေသွားလို့မရဘူးလားတားမြင့်နေမြေကြီးလားမသိဘူးကိုလူတွေစင်ပြုံးတော့ကဲအဲ့ဒါမှကောတကောင်ထပ်ခိုးလိုက်မယ်ကြောခိုးလာမျိုးကျွန်တော်ကြောတုတ်လာပြီဗျာကြောလစ်တုတ်လာပြီဗျာ let's go အောက်ကောင်ကြီးအနေကောင်ကြီးကလည်းကြည်နေရတယ်တဲ့မှာကိုခုံတာကျတော့ဟော့နီးအမြန်နှုံးနေနဲ့လုံးဝတောင်းတန်မှာအမြင့်ကြီးပဲခုံလိုက်တာအမြန်နှုံးကမရှိဘူးဗျာတဲ့မလားခုံတာမြင်တော့ကြောလီပါ okay ကဲကြောလီပါဟာရငါဘယ်ဒီလျှောက်ခုံနေဒုက္ခပဲငါဘယ်ရောက်ကုန်ပြီလေဒီကအပေါက်ရှာမရှိဘူးရအနောက်ကဝင်ဟာရမှန်နေပိတ်ထားရဒီကဗျောင်းကြီးမဟုတ်လားမှန်နေပိတ်ထားပါတယ်တဲ့ငါအိမ်တစ်ပတ်နေရတယ် okay ဒီကောင်ကောဆိုတော့ငါဒီမှာပဲထားလိုက်မယ်ကွာ okay ကောလေးထက်ရပါပြီကြောစာဟူကကောယူဆိုရှေးကြီးအောင်ရေးပတ်စံတွေကတော့ငါအများကြီးရနေပြီအောင်ရေးမီလီယံထရီလီယံချီနေပြီတို့ကြောင့်ဘောဒီဖြစ်နေပြီ robot တွေမှာပြောတာပါ okay ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့လုံးစရာရှိတာတော့ကျွန်တော်ထပ်ပြီးတော့လေးတော့အောင်မယ်ဗျဆမ်မီကဟိုဟာ easy ဖြစ်သွားပြီဒီကောင်က easy ပဲတဲ့မလား easy နိုင် okay နောက်တစ်ကောင်ကြီးထပ်ခိုးရမယ်ဗျဟာအပေါ်မှာဖုန်းနဲ့ရိုးကြောက်ကြီးဖုန်းကောင်းနဲ့ရိုးကြောက်ကြီးကဲဒီမှာနုမိုင်ဘာလည်းမသိဘူးရောင်ရေးကိုပြီကွာဘာမှမသိဘူးရောင်ရေးဒီကောင်ငေါ့အောင်ရုံးစားရောင်ဆောင်းနဲ့စာပိုးနေမှာဒီကောင်ကစာပိုးနေအမှန်ကန်နေရောင်ရေးဒီကောင်တဲကွိုင်းနေမှာရုပ်ကြီးရရှိုးလိုက်ကဲငါအန်ရကင်းနဲ့ပြန်ရောက်ဖို့လို့လေအောက်မှာလည်းရောင်ရေးအန်ရလေးစောင့်နေကဲရောက်တော့မယ်ဗျာရှောက်တော့မယ်ဗျာဟာရဘလို့တေးသွားလဲဟာရေးရောင်ရေးအောက်ကငါတီးထုတ်လိုက်ပါလေအိမ်ပြန်ရောက်လာတယ်ရောင်ရေးလောက်ကြပါငါရောင်အမှန်ကန်ကြိုးစားပြီးတော့လက်တော့တဲ့ဟာကြီးကိုဟောတီးထုတ်လိုက်တာအိမ်ပြန်ရောက်လာတယ်ကဲပတ်စံလေးအောင်ဒီကောင်လေးပတ်စံလေး share ထုတ်နေရအေးအောင်ရေး Roblox မှာ body ဖြစ်နေတယ်လောက်ကြပါအောင် okay ကဲအဲ့ဒါဆိုကျွန်တော်ထပ်ပြီးတော့လက်တော့အောင်ဗျာထပ်ပြီးတော့ကြော့အောင်မယ်ကဲကြော့ကမှကျွန်တော်တို့ဒီမှာ jam ခုံတဲ့ဟာလေး platinum jam okay platinum jam နဲ့ oh shit အမြင့်ကြီးပဲရောင်ရေးအမြင့်ကြီးပဲထက်ခုံဗျာကြောက်လာပြီဗျာကျွန်တော်ဒီမှာ goal ရှိနေအောင်ထားရအပေါ်မှာငါတွေ့နေနော်အမှန်ကြီးတော့ရောခါနေဒီရိုးကြောက်လက်တဲ့အချိန်စောင့်အောင်ရိုးကြောက်လက်တဲ့စောင့်ဒီကောင်လာပြီငါရှိုးတော့မယ်ကန်ကောင်းနေဟိအောင်ကြီးရိုးကြောက်ဟိအောင်ကြီးမရဘူးလေပေးလိုက်လို့မရဘူးကဲကြောက်ရရှုပ်ဟာအပေါ်မှာဒီမှာရှိရဲ့အမှန်ကြီးရောရေးလာဂရိတ်ကပတ်ဘာမတီးရောကြီးဒီ brain နဲ့ရှုပ်ကြီးက brain ကို bounce brain ကိုရပါပြီဗျာကျွန်တော် bounce brain ကို okay let's go ကိုလူ bounce brain ကိုရပါပြီ
ကဲbouncer brain ကိုရသွားပြီနော် show လိုက်တော့ okay ကိုလိုဒီမှာ show လိုက်ကျွန်တော် bouncer brain ကိုရလာတယ်ဗျကဲမိုက်ရနော် okay ကဲအဲ့ဒါဆိုရင် let's go ကဲကျွန်တော်အိမ်ရောက်သွားပြီဆိုတော့ဟဲ့ဒီကောင်ကကြတော့ god ပဲဆိုဒီမှာပဲထားလိုက်မယ်ထားကြနေရဒီမှာပဲရှိတော့တာ okay အမှန်တွေကတော့အများကြီးစုမိနေနောက်ထပ်တစ်ကောင်ထပ်ပြီးခိုးမယ်ဗျကျွန်တော်ဒီကောင်ခိုးဖို့ရတော့ view လေးကိုဆုံးတက်လိုက်မယ်ကိုလိုလေးနော် okay ကဲဆုံးတက်ဖို့ကတော့ကျွန်တော်ကောင်းလေးခိုးဖို့လိုလေးတင်မလားအဲ့တော့ကျွန်တော်ကောင်းလေးခိုးတယ်ဗျဟာရဒီမှာ bouncer brain ကိုပဲ bouncer brain ကိုနောက်တစ်ကောင်ဗျအစ်စ်ဒီကောင် bouncer brain ကိုအစ်စ်လေး okay အောင်မကြောက်စရာကြီးအောင်ရေးအောင်မကြောက်စရာအေးဟေ့ဘာပြောอ่ะရှော့သွားပြီအောင်ရေးအောင်အမှန်ကန်ကြိုးစားရတယ်ကွာမင်းတို့ကလည်းထက်ကြောတော့အမှန်ကန်ကြိုးစားရတယ်အောင်ရေးအော်တော်ရောက်နေဒီကောင်ကစစ်ဆဲတော့ငါ့ကိုမှွေသွားတယ်အောင်ရေးရှော့သွားတယ်နေပေါင်းဒီနောက်မှာပဲရှိအောင် brain ကဘဲရောက်သွားတယ်ဟိုမှာတွေ့ပြီခါဆောင်းလိုက် okay ဟာငါအမြင်မဲ့အောင်နေချက်ခုံရေးအောင်ရေးတော့ပြန်တော့ဗျာပြန်ကြော်ဗျာဒီကောင်းဒီကစစ်ဆဲပဲစီကကျွန်တော်ပြန်ပြီးတော့ယူသွားရခုနကကျွန်တော်ရှော့သွားဒီကအဲ့ကောင်နဲ့တိတ်မချင်းတဲ့အောင်ဒီတော့ပြတ်ချလို့မရဘူးပြတ်ချလို့ရအောင်တီးရတယ်မလားโอเคကဲကိုလိုမရှိုးရဗျာကျွန်တော် bouncer brain ကိုယူ share ရပါလားဗျာကဲအဲ့ဒါဆို bouncer brain ကိုယူထားလိုက်အောင်မယ်โอเคကျွန်တော် bouncer brain ကိုဒီနောက်မှာထားလိုက်ပြီဗျာ bouncer brain အမှန်ကန်ရပါပြီဗျာโอเคကိုလို view လေးကိုစုံကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့ view လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like subscribe ပို့ပေးသွားနိုင်ပါတယ်အားလုံးပဲတရာနောက်ထပ် view တွေမှာထပ်တွေ့ကြမယ်နော်